အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ကလေးတွေကိုမိဘတွေရောဆရာတွေရောပေါ့နော်အတူတကွသင်ကြားကြတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကသူတို့တွေကိုသူ့အလှည့်ကို့အလှည့်ဆိုတာကိုနားလည်နိုင်အောင်ကျွန်တော်တို့တွေကသင်ကြားပေးထားဖို့လိုပါတယ်တခါလေးမှာကိုကကြီးပဲအရာအားလုံးကိုရကျင်ပိုင်ကျင်နေတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုလည်းအလှည့်ပေးရမယ်ဆိုတဲ့ idea မျိုးကိုကျွန်တော်တို့ကလေးတွေရဲ့ mindset ထဲမှာထည့်ပေးထားဖို့လိုပါတယ်ဥပမာကိုစားတဲ့မုံပေါ့နော်ကိုကသူတို့ကိုကြွေးတာမျိုးတွေမလုပ်ဘူးမကြွေးဘူးပေါ့နော်အဲ့လိုအချိန်မျိုးမှာတစ်ဖက်ကလည်းဘလို့ပြန်မြင်လာလဲဆိုရင်ဟာငါတို့ဟာတွေကြတော့စားတယ်သူ့ဟာကိုကြတော့မကြွေးဘူးဆိုတဲ့အမြင်မျိုးပေါ့နော်အဲ့လိုမျိုးငင်းမလာအောင်ကကျွန်တော်တို့တွေကငယ်စဉ်ကလေးကပေါ့နော်ကိုယ့်ရဲ့ရင်သွေးကိုသူ့အလှည့်ကိုယ့်အလှည့်ဆိုတဲ့အရာမျိုးတွေကိုလေ့ကျင့်သင်ကြားပေးထားဖို့လိုတယ်ဒီနေရာမှာတခုပြောချင်တာကဒါတွေက2ရက်3ရက်တစ်လ2လနဲ့ထားလို့လဲရမှာမျိုးမဟုတ်ဘူးပေါ့ကလေးနဲ့ကိုနဲ့အတူတူပေါ့နော်လေ့ကျင့်သင်ကြားရဲဆိုတဲ့နေရာမှာပိုးငယ်ဘွားမှာကဟာသားရီသမီးရီကိုယ့်ဘက်ကတော့အပါမခံနဲ့ကိုယ့်ဘက်ကနေပဲတောင်းမယ်လို့တောင်းမဲကြိုးစားဆိုတဲ့အခြေအနေမျိုးကကိုယ့်အိမ်မှာကိုနေတဲ့အခြေမျိုးမှာတိတ်မတိတာလာပြီမဲ့လူများနဲ့ပေါင်းတဲ့နေရာမှာတော်တော်ကြီး issue ကြီးရှိနေတာကိုကျွန်တော်တို့အနေနဲ့သွားတွေ့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ကဒီ15နှစ်ကျော်အတွေ့အကြုံနဲ့ကလေးများစွာကိုမြင်တွေ့ခဲ့ပြီးမှတနည်းအားဖြင့်ကျွန်တော်တို့ကိုယ်တိုင်မွေးထားတဲ့ကျွန်တော်တို့ရဲ့သားတွေဆိုရင်လည်းသူတို့ကို train တဲ့နေရာမှာအဲ့လိုပုံစံမျိုးနဲ့ train ပေးရတယ်ဥပမာဒီတစ်ခေါက်တော့တငယ်ချင်းရဲ့မေမေကကျွေးသွားတယ်โอเคနောက်တစ်ခေါက်ကျရင်တော့သားကျွေးလိုက်တော့ဆိုတဲ့ဟာမျိုးမှာကျွန်တော်ကသတိတရားကိုတမင်ပတ်ဆက်ကိုထည့်ပေးတယ်ပြီးကြရင်တစ်ခါလေးမှတင်ပေးလိုက်တယ်ပတ်ဆက်ရှင်းတဲ့နေရာကိုသွားအဲ့ဒီဝိုင်းကိုသားရှင်းမှမယ်ပြောဆိုပြီးတော့ဒီပတ်ဆက်ကိုသားရှင်းခဲ့တစ်ဖက်အနေနဲ့ကကိုကိုမရှင်းပါနဲ့ပေါ့နော်မလုပ်ပါနဲ့ဆိုသည့်တိုင်အောင်ပေါ့နော်အဲ့နေရာမျိုးမှာကိုကမရအောင်ရှင်းခဲ့ရမယ်သူ့ရဲ့မေမေတော့၎င်းပေါ့နော်သူ့ရဲ့ဖေဖေတော့၎င်းသူကျွေးတာတော့၎င်းပေါ့နော်ဒါအနေနဲ့စားခဲ့ပြီးပြီဆိုရင်ဒီတစ်ခေါက်သားမှာတာဝန်အနေနဲ့ရှိတယ်အဲ့အတွက်ကြောင့်မလို့သားအနေနဲ့ရှင်းရမယ်ဆိုတဲ့ idea မျိုးကိုကျွန်တော်တို့က train ပေးထားဖို့လိုပါတယ်အဲ့တော့ဒီနေရာမှာတခုပြောချင်တာကတော့2ရက်3ရက်2လ3လ train နေလို့တော့မရဘူးခင်ဗျနေစဉ်ကလေးကနေပုံစံတကြပေါ့နော်အဲ့ဒီအရာမျိုးကိုကလေးရဲ့ mindset ထဲမှာစွဲနေအောင်သူ့လှဲကို့လှဲဆိုတာရှိတယ်ဆိုတဲ့အရာမျိုးကိုစွဲနေအောင်ကျွန်တော်လေ့ကျင့်ပေးထားမှသာလျှင်သူ့ရဲ့အနာဂတ်ဆက်သွားမယ်လမ်းကြောင်းပေါ်မှာအခက်အခဲမရှိနဲ့အောင်မြင်သွားကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ပဲကျွန်တော်ဒီဗီဒီယိုလေးကိုညမှာခဏကြထားလိုက်ပါမယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်